သူ့ကိုပတ်စံမက်လို့ကတ်ခဲ့တာပါဆိုပြီးမောင်းထုတ်ခဲ့တဲ့ရီစာဟောင်းဟာအခုတော့သူမတက်ရောက်နေတဲ့ပွဲကြီးရဲ့ဩဇာအရှိဆုံးဥက္ကဋ္ဌကြီးဖြစ်နေမယ်လို့ဘသူကထင်ထားမှလဲအကြည့်ချင်းစုံသွားတဲ့အချိန်မှာတကဘာလုံးရက်တန့်သွားသလိုပါပဲဖူရီဟာလင်းလူရဲ့ပါဇက်ကနေပတ်စံလိုခြင်းလို့ရှင်နဲ့ပတ်သက်ခဲ့တာဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါနှလုံးသားတစ်ခုလုံးအစိတ်စိတ်အမောင်မှာကွဲအပ်သွားခဲ့ပါတယ်သူဟာတစ်နှစ်ပတ်လုံးသူမကိုချစ်စိတ်နဲ့လိုက်ရှာခဲ့ပေမဲ့လင်းလူကတော့အချစ်ကိုဝေနဲ့လဲခဲ့တဲ့မိန်းကလေးတစ်ယောက်အဖြစ်တရုပ်ဆောင်ပြီးသူ့ကိုမောင်းထုတ်ခဲ့ပါတယ်ဖူရီဟာစိတ်ပြတ်အာရုံစွာနဲ့ထွက်ခွာသွားခဲ့ပေမဲ့သူမသိတာကလင်းလူရဲ့ရင်ထဲမှာလည်းသူ့ကိုတကယ်ချစ်ခဲ့မိတဲ့နာကျင်မှုတွေပြည့်နှက်နေတာကိုပါလင်းလူရဲ့ရီစားတူဖြစ်တဲ့တထေးလေးဟာလည်းသူမကိုကာကွယ်ဖို့အတွက်ကစားနေတာပါလို့လူရှိမှပြောခဲ့ရတဲ့အတွက်လင်းလူဟာထပ်မံပြီးနှလုံးသားဒဏ်ရာရခဲ့ပါတယ်တစ်ဖက်မှာလည်းဖူရီဟာလင်းလူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုကြောင့်တွေးရတဲ့အထိခံစားခဲ့ရပြီးဒီဘဝမှာသူမနဲ့ဘယ်တော့မှပြန်မဆုံတော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်အချိန်နှဲငယ်ကြာမှာတော့လင်းလူဟာရီစားတူရဲ့တောင်းဆိုမှုကြောင့်မြို့ရဲ့အချမ်းသာဆုံးမိသားစုကကျင်းပတဲ့ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။ရီစားတူကသူမကိုတတိပေးပါတယ်ဒီပွဲကိုတက်လာမဲ့ဥက္ကဋ္ဌအစ်စ်ကအရန်ရက်ဆက်ပြီးကြောက်ဖို့ကောင်းတဲ့သူ့မျက်စိထဲမဝင်အောင်တတိထားတဲ့လင်းလူကတော့သူမဟာအတွေ့အကြုံယူယုံတက်လာတာမို့လို့ဘာပြဿနာမှမရှိနိုင်ဘူးလို့ယုံကြည်နေခဲ့ပါတယ်။ပွဲခမ်းမတဲ့ကိုအားလုံးကစောင့်မျှော်နေတဲ့ဥက္ကဋ္ဌကြီးရောက်လာတဲ့အခါလူတိုင်းရဲ့အကြည့်တွေကတနေရာတဲ့ကိုစုပြုံသွားပါတယ်။အဲ့ဒီလူဟာတခြားသူမဟုတ်ပဲလင်းလူမောင်းထုတ်ခဲ့တဲ့သူမရဲ့ရီစားဟောင်းဖူးရီဖြစ်နေပါတယ်။သူဟာအရင်ကထပ်ပိုပြီးခံရတည်ကြည်နေတယ်လို့ပို့ပြီးတော့လဲအေးဆက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေပါတယ်။လင်းလူဟာထိတ်လန့်သွားပြီးဖူးရီမမြင်အောင်ရီစားအတူရဲ့နောက်မှာကြပြကြရပုံလိုက်ပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။ဖူးရီကလူအုပ်ကြီးတဲကနေသူမရှိတာဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲသူတို့နှစ်ယောက်ရဲ့အကြည့်ချင်းဟာလျှက်စစ်စီးသွားတယ်လို့တက်တက်ကြီးဆုံသွားပါတော့တယ်။သူ့ကိုငွေမက်တဲ့မိန်းကလေးလို့တတ်မှတ်ပြီးထွက်ခွာသွားတဲ့ဖူရီအခုတော့သူဟာသူ့မထက်အစာပေါင်းများစွာဩဇာကြီးတဲ့ဥက္ကဋ္ဌကြီးအဖြစ်ပြန်ပေါ်လာပါပြီးအကြည့်ချင်းဆုံသွားတဲ့အခိုက်အတန့်မှာဖူရီရဲ့မျက်လုံးထဲကဒေါသနဲ့အညိုးတွေကဘလောက်ထိပြင်းထန်မလဲ။လင်းလူရောဒီပွဲထဲကနေအန်ရကင်းကင်းနဲ့ထွက်ခွာနိုင်ပါမလား။အချစ်ဟောင်းတွေပြန်ဆုံတဲ့အခါဒဏ်ရာတွေကပိုပြီးနှဆိုင်လာမလား။ရင်ခုန်စိတ်လှုပ်ရှားစရာအပိုင်းလေးကိုဆက်လက်တင်ဆက်ပေးမှာမို့လက်လွတ်မခံရအောင်အခုပဲ likes and follow လုပ်ထားဖို့မမေ့နဲ့အောင်တော့